တနင်္ဂနွေကြိုစိုးမိုးတဲ့2026ခုနှစ်မှာအင်္ဂလိပ်မွေးရက်1ရက်10ရက်19ရက်28ရက်ဖွာတက္ကနန်းသမားတွေအတွက်တနစ်တာကန်စားတာအခြေအနေကိုဟောပြောပေးလိုက်ပါတယ်ကိုမိသားစုမိတ်ဆွေအတိုင်းဝိုင်းထဲမှာလည်းတက္ကနန်းသမားတွေရှိခဲ့ရင်ဒီဗီဒီယိုလေးကိုသူတို့လည်းသိရအောင်လို့မျှဝေပေးစေချင်ပါတယ်ဒီနှစ်2026မှာတက္ကနန်းသမားတွေဟာလူသစ်စိတ်သစ်အတွေ့အကြုံသစ်နဲ့ဘဝလမ်းကြောင်းအသစ်တွေဖြစ်ပေါ်လာနိုင်ပြီးနောက်10နှစ်အတွက်အရေးပါတဲ့အခြေခံအုတ်မြစ်တွေကိုစတင်ချမှတ်ခွင့်ရရှိလာတတ်ပါတယ်။အလုတ်ကင်စီးပွားရေးတွေကောင်းလာမယ်ဒီထက်မြင့်မားတဲ့အခြေအနေနဲ့အခွင့်အလမ်းတွေကိုမြင်လာရမယ်မတ်လ၊ဧပြီလ၊စက်တင်ဘာလနဲ့အောက်တိုဘာလတွေမှာကန်ဆာတာပွင့်လန်းပြီးယာတူးတိုးတာလုတ်ပိုင်ခွင့်တွေတိုးလာတာအတိအမဲ့ပြုခံရတာတွေဖြစ်လာနိုင်ပါတယ်။ချစ်မြတ်တာရေးမှာလူပြိုဆိုရင်လက်တွဲဖော်ကူးစာဖက်နဲ့စုံတွေ့ရတတ်ပြီးအိမ်အောင်ကြကိန်းလည်းရှိနေပါတယ်စုံတွဲတွေအိမ်အောင်ရှင်တွေကတော့အပြန်အလှန်ဖေးမကူညီမှုတွေပိုပေးလာနိုင်တယ်လို့တခါတရံမှာတော့ခေါင်းမာတယူတန်တာတွေကြောင့်ကတောက်ကဆတွေလည်းဖြစ်ပွားရတတ်ပါတယ်ကျန်းမာရေးပိုင်းမှာတော့အလုပ်ဖြစ်စီမှုနဲ့ပင်ပန်းမှုတွေကြောင့်တွေးတိုးတာခေါင်းကိုက်တာမျက်စိနဲ့နှလုံးအားနေတာကူးစက်ရောဂါဖြစ်ပွားလွယ်တာတွေကြောင့်ကိုယ်ကျန်းမာရေးကိုလည်းပြစ်မထားဖို့တတိပြုရပါမယ်ဆက်လက်ပြီးအင်္ဂလိပ်မွေးရက်2ရက်17ရက်20ရက်နဲ့29ရက်တွေမှာမွေးဖွားကြတဲ့နှစ်ကနန်းသမားတွေအတွက်2026တနှစ်တာဟောစာတမ်းကိုဟောပြောပေးလိုက်ပါတယ်ကိုမိသားစုဆွေမျိုးအတိုင်းဝိုင်းထဲမှာနှစ်ကနန်းသမားတွေပါနေရင်လည်းဒီဗီဒီယိုလေးကိုမြင်ရအောင်လို့မျှဝေပေးစေချင်ပါတယ်နှစ်ကနန်းသမားတွေအတွက်2026ခုနှစ်ဟာဟိုအရင်နှစ်တွေကလိုကိုနေရာလေးမှာအေးရအေးချောင်းနေလို့မရတော့ပဲစိန်ခေါ်မှုတွေဖိအားမျိုးစုံတွေစုပုံဝင်ရောက်လာမယ့်နှစ်ဖြစ်ပါတယ်ဘသူကိုမှမိခိုအားထားလို့မရပဲကိုယ်တိုင်ကိုယ်ကျစူးစမ်းရုန်းကန်ရမယ့်နှစ်ဖြစ်လာပြီးအလောက်ကိုင်းနဲ့နယ်ပယ်အသီးသီးမှာတပားသူတွေနဲ့တက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှသာအဆင်ပြေနိုင်မယ့်နှစ်ဖြစ်ပါတယ်အထူးသဖြင့်ဖေဖော်ဝါရီလမတ်လနဲ့ဩဂုတ်လကနေနိုဝင်ဘာလအထိဟာဒီနှစ်မှာကံကောင်းမဲ့လတွေဖြစ်ပါတယ်ဒီတစ်နှစ်အခြေရေးအိမ်အောင်ရေးကဏ္ဍမှာပြိုရသူတွေလက်ထပ်ထိမ်းများခွင့်ရတတ်တယ်လို့စုံတွဲတွေအိမ်အောင်ရှင်တွေကတော့အချင်းချင်းကြားနားလည်မှုတွေနှက်ဆိုင်ပြီးနှစ်ဦးသားတန်ရောစင်တွေလေးနက်ခိုင်ခန့်လာမဲ့သဘောရှိနေပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အာယုံမဆိုင်အလေးမထားတာတွေကြောင့်တစ်ဖက်သားမှာစိတ်မကောင်းဖြစ်သွားနိုင်တာကိုတော့သတိထားရပါမယ်တစ်နှစ်တာကျန်းမာရေးကိုကြည့်ရင်စိတ်ဖိစီးပင်ပန်းမှုတွေကြောင့်အားနည်းချူချနိုင်ပြီးလေ့ကျင့်ခန်းပုံမှန်လုပ်တာရေများများတောက်တာတွေနဲ့ကြိုတင်ကာကွယ်သင့်တယ်လို့အကြံပြုချင်ပါတယ်ဆက်လက်ပြီးအင်္ဂလိပ်မွေးရက်3ရက်12ရက်21ရက်နဲ့30ရက်နေ့တွေမှာမွေးဖွားတဲ့သုံးကနန်းသမားတွေအတွက်2026တနှစ်တာဟောစာတမ်းကိုဟောပြောပေးလိုက်ပါတယ်ကိုမိသားစုထဲမှာအတိုင်းဝိုင်းထဲမှာသုံးကနန်းသမားတွေရှိနေရင်လည်းဒီဗီဒီယိုလေးကိုသူတို့မြင်ရအောင်ပြပေးစေချင်ပါတယ်2026ခုနှစ်မှာသုံးကနန်းသမားတွေကဘဝအခြေအနေရရဖွံ့ဖြိုးတိုးတက်လာဖို့ရှိနေပြီးကိုယ်တိုင်ကခေါင်းဆောင်မှုအရေးချင်းနဲ့မိမိကိုယ်ကိုယုံကြည်မှုတွေအသင့်ရှိနေရင်အခွင့်အလမ်းကောင်းတွေကကျင်းတီပေါက်ဆောင်ကြိုနေပါလိမ့်မယ်ဒီနှစ်မှာတင် जा ရေးနယ်ပယ်အကြံပေးလုပ်ငန်းစေဝါကုသရေးလုပ်ငန်းနဲ့တီထွင်စမ်းသစ်ရတဲ့လုပ်ငန်းတွေကအောင်မြင်မှုတွေရရှိတတ်ပြီးဖေဖော်ဝါရီကနေဧပြီအထိတစ်ကြိမ်အောက်တိုဘာကနေဒီဇင်ဘာအထိတစ်ကြိမ်လုပ်ငန်းစည်းဝါးကန်စားတာထူးခြားကောင်းမွန်ဖို့ရှိနေပါတယ်သုံးကနန်းသမားတွေအနေနဲ့ကျန်းမာရေးပိုင်းမှာတော့အထွေထူးညံ့တာမျိုးမရှိဘဲတစ်နှစ်ပတ်လုံးကျန်းမာရေးကောင်းမဲ့အနေအထားရှိနေပါတယ်။ဒါပေမဲ့အရက်တေစာနဲ့အချိုဓာတ်ကအန္တရာယ်ပေးလာနိုင်တဲ့အတွက်ဒါတွေကိုတော့အလေးထားရှောင်ကျဉ်သင့်ပါတယ်။ပြိုရွယ်သူတွေမေတ္တာရေးကံအားကောင်းနေလို့လက်တွဲဖော်နဲ့စုံစည်းရကိန်းရှိနေပါတယ်။စုံတွဲနဲ့အိမ်အောင်ရှင်တွေကတော့အလုပ်ကိစ္စနဲ့မိသားစုဘဝကြားဟန်ချက်ညီမျှတအောင်လို့အတော်လေးစူးစမ်းရတတ်ပြီးအလုပ်တွေကြောင့်မိသားစုတာဝန်ပျက်ကွက်ရတတ်ပါတယ်။ဆက်လက်ပြီးအင်္ဂလိပ်မွေးရက်4ရက်13ရက်22ရက်နဲ့31ရက်နေ့မှာမွေးဖွားတဲ့လေးကနန်းသမားတွေအတွက်2026တနှစ်တာဟောကိန်းကိုဟောပြောပေးလိုက်ပါတယ်ကိုမိတ်ဆွေအတိုင်းဝိုင်းမိသားစုပတ်ဝန်းကျင်မှာလေးကနန်းသမားတွေရှိနေရင်လည်းဒီဗီဒီယိုလေးကိုပြသပေးဖို့မှာချင်ပါတယ်လေးကနန်းသမားတွေဟာ2026ခုနှစ်ထဲမှာကြီးပွားတိုးတက်မဲ့ကိန်းဆိုင်နေပြီးဤပညာနဲ့ stock share လိုလုပ်ငန်းတွေမှာလုပ်ကိုင်နေရင်ရွှေဖြစ်မဲ့နှစ်လို့တောင်ဆိုရမှာဖြစ်ပါတယ်ပြီးတော့ AI လိုနောက်ဆုံးပေါ်ဤပညာတွေ digital ငွေကြေးတွေရွှေလိုမျိုးအဖိုးတန်တတုတွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေမှာလည်းအောင်မြင်မှုရတတ်ပါတယ်ဒါပေမဲ့ကိုမကျွမ်းကျင်တာတွေကိုရန်တက်လုပ်လိုက်ရင်တော့အောင်မြင်မှုမရပဲဆုံးရှုံးနေတာရတတ်ပါတယ်ဒါကြောင့်ဘာပဲလုပ်အရင်လေးလာစုံစမ်းသင့်ပါတယ်2026ထဲမှာလုပ်ငန်းစည်းပွားတွေတိုးတက်ဖြစ်ထွန်းဖို့ရှိနေပေမဲ့တစ်ဖက်မှာကျန်းမာရေးပိုင်းအားနည်းလာနိုင်ပြီးခေါင်းကိုက်တာအာယုံကြောထိခိုက်တာနဲ့စိတ်ဖိစီးမှုများတာတွေဖြစ်ပွားလာတတ်ပါတယ်။ချစ်မြတ်တာရေးရကိစ္စတွေမှာလည်းပဋိပက္ခတွေပြဿနာတွေမကြာခဏဖြစ်ပေါ်လာနိုင်ပြီးအချင်းချင်းကြားနားလည်မှုလွဲတာစိစက်ညှိနှိုင်းလို့မရတာတွေဖြစ်များလာတတ်ပါတယ်။တစ်နှစ်တာလုံးကိုပြန်ခြုံကြည့်ရင်အလောက်ကိုင်းစည်းပွားရေးမှာအောင်မြင်တဲ့လောက်ကျန်းမာရေးနဲ့မြတ်တာရေးမှာဂရုစိုက်ဖို့လိုနေပါတယ်။ဆက်လက်ပြီးတော့အင်္ဂလိပ်မွေးရက်9ရက်14ရက်နဲ့23ရက်နေ့မှာမွေးဖွားတဲ့ငါးကနန်းသမားတွေအတွက်2026တနှစ်တာကန်စားတာကိုဟောပြောပေးလိုက်ပါတယ်ကိုမိသားစုမိတ်ဆွေတွေထဲမှာငါးကနန်းသမားတွေရှိနေရင်လည်းဒီဗီဒီယိုလေးကိုပြသပေးစေချင်ပါတယ်ငါးကနန်းသမားတွေအနေနဲ့2026ခုနှစ်မှာအလုပ်တွေပိုကောင်းလာပြီးဝင်ငွေရလည်းတိုးတက်လာနိုင်ပေမဲ့ငွေကုန်ပေါက်တွေငွေကုန်ကြေးကျများမဲ့ကိစ္စတွေလည်းတန်းစီပေါ်လာနိုင်ပြီးအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်မျိုးကြုံရတတ်ပါတယ်ဒါကြောင့်ဘာပဲဝယ်ဘယ်နေရာမှာသုံးနှစ်ခါပြန်စဉ်းစားဖို့မှချင်ပါတယ်အိမ်ချမ်းမြေနဲ့ပတ်သက်တာတွေမှာလည်းအလင်းစလိုမလုပ်ဘဲတေချာစဉ်းစားပြီးမှလုပ်သင့်ပါတယ်ဒီနှစ်ကံကောင်းမဲ့ကာလတွေကတော့မေလဇွန်လအောက်တိုဘာလနဲ့နိုဝင်ဘာလတွေပဲဖြစ်ပါတယ်
အချစ်ရေးအိမ်ထောင်ရေးမှာငါးကနန်းသမားတွေကစမ်းပွင့်သူမျက်နှာများသူတွေဖြစ်နေတတ်တာကြောင့်ဒီနှစ်မှာလက်တွဲဖော်နဲ့စကားများရံများရတာတွေဖြစ်လာတတ်ပါတယ်။တယောက်တည်းချစ်တာပါဆိုတဲ့သူတွေတောင်တဦးထက်ပိုတဲ့ရွေးချယ်မှုတွေကြုံရတတ်ပါတယ်။တစ်နှစ်တာကျန်းမာရေးကတော့အလုပ်အယမ်းများတာမနာမနေစက်တိုက်လုပ်တာတွေကြောင့်လူပင်ပန်းစိတ်ပင်ပန်းတွေဖြစ်လာပြီးအရေးပြားပိုင်းလယ်မျိုးနဲ့အစာအိမ်ပိုင်းတွေမှာယောဂဝေဒနာတွေဖြစ်ပေါ်ခံစားရတတ်ပါတယ်။ဆက်လက်ပြီးအင်္ဂလိပ်မွေးရက်6ရက်15ရက်နဲ့24ရက်နေ့မှာမွေးဖွားကြတဲ့6ကနန်းသမားတွေအတွက်2026တနှစ်တာကန်စားတာကိုဟောပြောပေးပါမယ်။ကိုမိသားစုပတ်ဝန်းကျင်မှာ6ကနန်းသမားတွေရှိနေရင်လည်းဒီဗီဒီယိုလေးကိုပြသစေချင်ပါတယ်။6ကနန်းသမားတွေက2026ခုနှစ်ထဲမှာအလုတ်ကင်စီးပွားရေးတွေဖြည်းဖြည်းချင်းတိုးတက်မြင့်မားလာနိုင်ပါတယ်။မီဒီယာလုပ်ငန်းခရီးသွားလုပ်ငန်းနဲ့တန်ဖိုးကြီးအမှတ်တစိတ်ကုန်ပစ္စည်းစိန်ခံပစ္စည်းလုပ်ငန်းတွေမှာအောင်မြင်မှုရတတ်ပါတယ်။ဝင်ငွေရလမ်းဖြောင်းဖြူးလာဖို့ရှိနေသလိုအကုန်ကြတွေကလည်းခါတိုင်းထက်ပိုများလာတတ်ပါတယ်။ဖေဖော်ဝါရီကနေဧပြီလအထိရဲ့အောက်တိုဘာလနဲ့နိုဝင်ဘာလတွေရဲ့ကံကောင်းမဲ့ကာလတွေပဲဖြစ်ပါတယ်။ဝန်ထမ်းဆိုရင်လုပ်ငန်းခွင်မှာနာမည်ကောင်းရတာရာထူးတိုးတာတွေဖြစ်လာနိုင်ပါတယ်။တနှစ်တာချစ်မြတ်တာရေးအပိုင်းမှာတော့6ကနန်းသမားတွေကလူပြိုဆိုရင်အိမ်အောင်ကြကိန်းရှိနေပြီးကလေးလိုချင်နေတဲ့အိမ်အောင်ရှင်တွေကတော့ကိုဝင်ရင်သွေးရရှိတတ်ပါတယ်လက်တွဲဖော်အစ်စ်ကိုစောင့်မျှော်နေတဲ့6ကနန်းသမားတွေလည်းစစ်မှန်တဲ့ဖူးစာဖက်နဲ့ကြုံဆုံရတတ်ပါတယ်ဒီနှစ်မှာအသွားအလာအစားအသောက်နဲ့အပျော်ပါးတွေများလာလို့ကျန်းမာရေးချူချာအားနည်းတတ်ပြီးအရေးပြားပိုင်းပြဿနာကူးစက်ရောဂါနဲ့ကိုယ်ခံအားထိခိုက်မှုတွေဖြစ်လာတတ်ပါတယ်အဲ့ဒီတော့ကျန်းမာရေးကိုကြက်ကြက်သတိထားရပါလိမ့်မယ်ဆက်လက်ပြီးအင်္ဂလိပ်မွေးရက်9ရက်16ရက်နဲ့25ရက်နေ့တွေမှာမွေးဖွားကြတဲ့9ကနန်းသမားတွေအတွက်2026တနှစ်တာကန်စားတာကိုဟောပြောပြလိုက်ပါတယ်ကိုမိသားစုအတိုင်းဝိုင်းမှာ9ကနန်းသမားတွေရှိနေရင်လည်းဒီဗီဒီယိုလေးကိုပြသပေးစေချင်ပါတယ်2026ထဲမှာ9ကနန်းသမားတွေဟာအလုတ်ကင်အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်လို့အပြောင်းလဲလှုပ်ချင်စိတ်တွေပေါ်လာတတ်ပါတယ်ကိုလုံနေတာကတကယ်ရောအတိတ်ပဲရှိရလားဆိုတာကိုလည်းပြန်ဆန်းစစ်မိတတ်ပါတယ်ဒီနှစ်မှာကိုလုပ်ငန်းနဲ့ဆက်ဆက်တဲ့လိလာအားထုတ်မှုတွေလုပ်ရင်ပိုပြီးအောင်မြင်ပေါက်မြောက်ဖို့ရှိနေပါတယ်ဗေဒင်ကမ္ဘီယာတွေနဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာထူးခြားအောင်မြင်တတ်ပါတယ်ဒါပေမဲ့ဘယ်အရာမှအချောင်မရနိုင်တဲ့နှမျိုးဖြစ်လို့ကိုတိုင်တေချာစူးစမ်းအားထုတ်ဖို့လည်းလိုအပ်ပါလိမ့်မယ်ဒီနှစ်မှာအိတ်မပြောတာအာယုံကြောအားနေတာနဲ့ရေတောက်နေတာအစာမကြေတာတွေနဲ့ဆက်ဆက်တဲ့ယောဂဝေဒနာတွေဖြစ်ပေါ်တတ်ပါတယ်ပြီးတော့ဘာမဟုတ်တာလေးနဲ့မိသားစုတွေချစ်ရသူတွေကြားထဲမှာနားလည်မှုလွဲတာတွေလည်းမကြာခဏဖြစ်တတ်ပြီးလမ်းခွဲတာပြက်ဆဲတာတွေလည်းဖြစ်ပွားတတ်ပါတယ်ဒီနှစ်ဟာအထီးကျန်တယ်လို့ခံစားရတတ်ပေမဲ့ကိုထူကိုထကိုအားကိုပြီးနောက်နှစ်တွေအတွက်အစီအစဉ်တွေချမှတ်ရမယ့်နှစ်ဖြစ်လို့ဒီအချက်ကိုတော့မှတ်သားထားစေချင်ပါတယ်ဆက်လက်ပြီးအင်္ဂလိပ်မွေးရက်10ရက်19ရက်နဲ့26ရက်တွေမှာမွေးဖွားတဲ့ရှစ်ကနန်းသမားတွေအတွက်2026တနှစ်တာကန်စားတာကိုဟောပြောပြလိုက်ပါတယ်ကိုမိသားစုပတ်ဝန်းကျင်မှာရှစ်ကနန်းသမားတွေရှိနေရင်လည်းဒီဗီဒီယိုလေးကိုပြသပေးဖို့မှာချင်ပါတယ်ဒီနှစ်2026မှာရှစ်ကနန်းသမားတွေအတွက်အရေးကြီးဆုံးအချက်ကလုပ်ငန်းစီးပွားနဲ့ကြီးပွားရာကြီးပွားကြောင်းကိုစူးစမ်းရမှာဖြတ်လန်းမလိုက်ဖို့ဥပဒေပေါင်းတွေကနေလုတ်ကင်ဆောင်ရွက်ဖို့ဖြစ်ပါတယ်ဖြည်းဖြည်းမှန်မှန်ဆွဲလုံးလာနဲ့စူးစမ်းလိုက်ရင်အောင်မြင်မှုကအစင်သစ်စောက်ကြိုနေပါလိမ့်မယ်ဒါပေမဲ့လောင်းကစားလုပ်တာအလွယ်လန်းလိုက်တာတွေလုပ်လာရင်တော့ဒီနှစ်မှာကန်ဆိုးမှုမှောင်ကျတတ်ပါတယ်နီးမှန်လန်းမှန်စူးစမ်းနေသူဆိုရင်အားသစ်စရာကောင်းလောက်တဲ့ကံကောင်းမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်တနှစ်တာကျန်းမာရေးအပိုင်းမှာကိုရောစိတ်ပါပင်ပန်းမှုများတက်လို့တေချာအနားယူတင်ပါတယ်ပြီးတော့ကြောရိုးအပါဝင်အယိုးအစ်စ်တွေနဲ့ပတ်သက်လို့ဂရုစိုက်ရမယ့်နှစ်ဖြစ်ပါတယ်ကျန်းမာရေးလေးချူချလိုက်တာနဲ့ငွေကုန်ပေါက်တွေလည်းပေါ်လာမှာဖြစ်လို့သတိပြုရပါလိမ့်မယ်ချီရေးချီရကိစ္စတွေမှာပြိုးရဲသူတွေဆိုရင်စက်တင်ဘာနောက်ပိုင်းဖူးစာဖက်နဲ့စုံတွေ့ရတတ်ပြီးစုံတွဲတွေအိမ်အောင်ရှင်တွေဆိုရင်တော့လက်တွဲဖော်ရဲ့ကျန်းမာရေးအတွက်စိုးရိမ်ပူပန်စရာတွေဖြစ်လာတတ်ပါတယ်ဆက်လက်ပြီးနောက်ဆုံးမွေးရက်ကနန်းဖြစ်တဲ့9ရက်18ရက်နဲ့29ရက်နေ့မှာမွေးဖွားတဲ့9ကနန်းသမားတွေအတွက်2026တနှစ်တာကန်စားတာကိုဟောပြောပြလိုက်ပါတယ်ကိုမိသားစုအတိုင်းဝိုင်းထဲမှာ9ကနန်းသမားတွေရှိနေရင်လည်းဒီဗီဒီယိုလေးကိုပြသပေးစေချင်ပါတယ်ကိုကနန်းသမားတွေအနေနဲ့2026ခုနှစ်မှာဘဝသစ်စိတ်ကူးအိမ်မက်တစ်တွေကိုစတင်ပြိုးထောင်ရမယ့်နှစ်ဖြစ်ပြီးလုပ်ငန်းကိုင်ငန်းစီးပွားရေးပိုင်းမှာအတိုက်ခိုက်ပြိုင်ဆိုင်တွေကြားကနေဖောက်ထွက်ကြိုးစားရမယ့်နှစ်လည်းဖြစ်ပါတယ်ဝင်ငွေရလမ်းတွေတိုးလာနိုင်ပေမဲ့တစ်ဖက်မှာစီလိုအပေါက်ရှာကုန်ကျစရာတွေလည်းများလာနိုင်ပါတယ်အိမ်ချမ်းမြေစေဝါလုပ်ငန်းဆောက်လုပ်ရေးနဲ့နည်းပညာကဏ္ဍအပြင်စစ်ပတ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းအောင်မြင်မှုရလွယ်တတ်ပါတယ်တနှစ်တာကျန်းမာရေးကတော့မတော်တဆထိခိုက်မှုတွေတွားရင်လာရင်သွေးထွက်တန်ရုပ်ဖြစ်တာတွေနဲ့စိတ်လိုက်မှန်မှာဒေါသထွက်လွယ်တာတွေကြောင့်ပဋိပက္ခတွေလည်းဖြစ်ပွားရတတ်ပါတယ်ကားမောင်းတာခီးသွားတာတွေမှာလည်းသတိထားဖို့လိုပါတယ်အခြေရေးအိမ်တော်ရေးမှာဆိုရင်လည်းကိုပြောလိုက်တဲ့စကားကြောင့်တပားသူနစ်နာရတာဒေါသအလျောက်စကားမှားတာတွေဖြစ်ပြီးအငင်းခုန်တွေမကြာခဏဖြစ်ပွားတတ်ပါတယ်ပြိုရဲသူတွေကစမ်းပွင့်ပြီးချစ်တူရလွယ်တတ်ပေမဲ့စုံတွဲနဲ့အိမ်တော်ရှင်တွေကတော့ပြဿနာတွေနဲ့လုံးထွေးနေမဲ့ကာလဖြစ်တတ်ပါတယ်ဒါကတော့2026ခုနှစ်အတွက်အင်္ဂလိပ်မွေးရက်ကနန်းလိုက်တနှစ်တာဟော့စတန်ဖြစ်ပါတယ်။အရင်ဘက်တွေကတကနေ6ထိတင်ပြခဲ့ပြီးအခုခွန်ရှိ9ကနန်းတွေအတွက်ပါဟောပြောပေးလိုက်ပြီဖြစ်လို့ဒီတနှစ်တာကနန်းဘေးတင်ဟောကိန်းကိုဒီမှာတင်ရနာခွင့်ပြုပါခင်ဗျာအားလုံးပဲ2026ခုနှစ်မှာဘေးပရာဝေးကွာလို့ကျမ်းမာချမ်းသာပြီးလိုရာဆန္ဒပြေဝကြပါစေကြောင်းဘေးတင်တူတက်ကနေဆုတောင်းမေတ္တာပို့လိုက်ရပါတယ်။